ဒိုလာလာကိုတချို့သောဖွဲ့တွေကတော့မြင်မတော်သောပုံစံကောက်ကွက်များဖြင့်ပြည်သက်တို့၏အပိမှုရအောင်တင်ဆက်ကပြနေသောအဖွဲ့များလည်းရှိပါတယ်။အားလုံးပဲမင်္ဂလာပါ Hantari Entertainment Channel ကကြိုဆိုလိုက်ပါတယ်။နေ့စဉ်ဗီဒီယိုအသစ်တင်တိုင်းသိရှိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထည့်ပေးဖို့အကြံပြုချင်ပါတယ်။ဒီအကားကတော့ဓာတ်ကိုလိုနီနယ်ချက်တို့၏အမွေနှစ်ဖြစ်သောဒိုလာလာအကားပဲဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံဂျာဗာအလယ်ပိုင်းရှိပူရိုရီဂျိုဒေသရဲ့ရွေးရာကားတစ်ခုဆိုရင်လည်းမမှားပါဘူး။1930ခုနှစ်တည်းလောက်မှဒီအကားဟာအစပြုခဲ့ပါတယ်။ဒီလိုမျိုးကောက်ခုံမှုပုံသဏ္ဍာန်ကိုဖြစ်ပေါ်လာစေသောနောက်ခံဇာတ်ကြောင်းတစ်ခုတော့ရှိပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာဓာတ်ကိုလိုနီနယ်ချက်တို့၏လက်အောက်ကိုကြာရောက်ခဲ့တဲ့ကတက်စစ်သားတွေကပါတီပွဲကိုညဘက်မှာကျင်းပလေးရှိပါတယ်။ထိုပါတီပွဲတွေကြောင့်ဒီအကားဟာအစပြုခဲ့တာပါ။စစ်သားတွေကအားလက်ချိန်မှာရက်ဒေတာတောက်စားပြီးကားလေးရှိပါတယ်။သူတို့ကနေချိန်တိုင်းသားဒေတာခံ3ယောက်ကလာရောက်ခိုးယူကြည့်ရှုခဲ့ပါတယ်။သူတို့ဟာတက်စစ်သားတို့ရဲ့ကာဟန်ကနေတွေကိုမှတ်သားထားပြီးပြန်လဲကားပြရာကနေအင်ဒိုနီးရှားနိုင်ငံပူရိုရီဂျိုခရိုင်မှာကတော့ရိုးရာကားတစ်ခုဖြစ်ယခုထက်တိုင်းတည်ရှိနေစေဖြစ်ပါတယ်။တက်စစ်သားတို့ရဲ့ကားနေချိန်တီဆိုလေးရှိသောဒိုလာလာဟူသောဒိုနဲ့လာကိုအခြေခံပြီးဒိုလာလာဟူသောနာမည်ကိုပေးခဲ့ခြင်းပဲဖြစ်ပါတယ်။အရင်တော့ကဒိုလာလာအကအမှုပညာနဲ့တွဲဖက်တာသောဂီတမှာဂျာဗာကဗျာကာယန်တို့ကိုတွဲဖက်ရွတ်ဆိုပြီးရွှေရှင်သောဂီတတစ်ခုကိုပုံဖော်ခဲ့ပါတယ်။ထို့သောကားပြတီဆိုနေချိန်မှာအသုံးပြုသောတူရိယာတွေကလည်းရိုးရာဂီတတူရိယာများဖြစ်သောဘုံနဲ့ရိုးရာယဉ်ကျေးမှုတူရိယာတွေကိုပဲတီးခတ်ဖျော်ဖြေခဲ့ပါတယ်။ထိုအချိန်ကတွင်အမျိုးသားများသာပါဝင်ပြီးအဓိကထားကားပြရသောအမှုပညာတစ်ခုလည်းဖြစ်ပါတယ်။ထိုကားကိုတော့ဒေသဆိုင်ရာတိုင်းသားတို့၏အခေါ်အရဒိုလာလာသို့မဟုတ်အန်ဒိုလာလာလို့လည်းခေါ်ပါတယ်။ထိုကားကိုတော့ဖျော်ဖြေရေးပွဲများဓလေ့ထုံးလန်းစင်လာပွဲများနဲ့ဝိညာဉ်ရေးဆိုင်ရာပွဲများမှာအဓိကထားပြီးဖျော်ဖြေလေးရှိပါတယ်။အချိန်ခါကြာလာတာနဲ့အမျှအမျိုးသမီးအကသမားများပါပေါ်ပေါက်လာခဲ့ပါတယ်။အမျိုးသမီးအကများဟာပုံမအောင်မြင်လာပြီးဝစ်စုံနဲ့အကပိုင်းဆိုင်ရာတို့ကိုလည်းပြောင်းလဲလာပါတယ်။အရင်တော့ကအမျိုးသမီးများဟာဘောင်းမရှိကိုသာဝစ်စင်ပြီးကပြလေးပဲရှိပါတယ်။ဒိုလာလာကာကိုလူစုလူဝေးများသောပွဲတော်များမင်္ဂလာဆောင်အခမ်းအနားများနဲ့အရေးပြလိပြခြင်းအခမ်းအနားများစသောပွဲတော်များမှာဒါပါရွေးရာကားတစ်ခုဖြစ်နေရာယူခဲ့ပါတယ်။ဒိုလာလာအကရဲ့နောက်ထပ်ရည်ရွယ်ချက်တစ်ခုကတော့လူပြောင်းရှာဖွေတဲ့နေရာတွေမှာအသုံးပြုဖို့အတွက်ထုံနှန်းစင်လာရွေးရာကားတစ်ခုဖြစ်ဖန်တီးခဲ့တာပါ။နောက်ပိုင်းစံသစ်တီကျွင်းပြီးအမျိုးသမီးတွေကားပြတဲ့ချိန်ခါမှာတော့ရာထောင်နဲ့ချီသောအစ္စလမ်ကျောင်းသားတွေကဆန္ဒပြခဲ့ပူပါတယ်။ဆန္ဒပြခဲ့ရတဲ့အကြောင်းရင်းကတော့အမျိုးသမီးတွေဝစ်စင်တဲ့ပေါင်းမီဟာအရန်ကိုတိုးလွန်းခဲ့တာကြောင့်ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ပေါင်းမီရှည်တစ်မျိုးဖြစ်တာကားပြခွင့်ရှိမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ထိုအခါမှသာမွတ်စလင်လူကြီးတွေဟာဒိုလာလာကာကိုအမျိုးသမီးများကားပြခြင်းကိုပြန်လည်လက်ခံပေးခဲ့ပါတယ်။ဒိုလာလာကာတွင်ကားပြသူဦးရေ10ဦးလောက်ပါဝင်ပါတယ်။အကအမျိုးအစား25ခုလောက်ကိုစင်ပေါ်မှာ9နာရီလောက်ထိကားပြကြပါတယ်။လူအများဖြင့်တိဆောက်ထားသောအကားဖွဲ့ဖြစ်တဲ့အတွက်အုပ်စုလိုက်ဖြစ်စေတဝီချင်းဖြစ်စေကားပြခြင်းဖြင့်ဖြိုပြပါတယ်။အခုချိန်ခါမှာတော့ဒိုလာလာကဟာအမျိုးသားအကသမားများထက်အမျိုးသမီးအကသမားဦးရေဟာပိုပြီးတော့များပြားလာပါတယ်။ဒိုလာလာကဟာကျွန်တော်တို့မြန်မာယူဆပြကြည့်မယ်ဆိုရင်တော့နက်ကချင်းနှစ်ပင်တွားရေးဆင်တူပါတယ်။သူတို့ဟာတန်ရန်ဆိုသောဝိညာဉ်ကိုအထူးစစ်ချင်းများတီးလုံးများဖြင့်ခေါ်ယူပင်ဆောင်ပါတယ်။ဝိညာဉ်ခန္ဓာကိုယ်ထဲဝင်လာတဲ့အချိန်ခါမှာတော့ထိုဝိညာဉ်ဟာနှင်းစီနီအမွေတိုင်းပူနဲ့ဆက်လက်များကိုပူဇော်ပါတာပါတယ်။ထိုရွေရာကာကိုယခုအချိန်မှာအများဆုံးမြင်ရတာကတော့ဆက်စီဆန်လာသောပေါင်းမီတိုများနဲ့ဘူရီတာအသားဖေးသောကကွက်များကိုပို၍ကားပြဖျော်ဖြေလာခဲ့တာများပါတယ်။အခုချိန်မှာအမျိုးသမီးဒိုလာလာအကားဖွဲ့များစွာပေါ်ပေါက်နေပြီဖြစ်ပါတယ်။တချို့ကတော့ယဉ်ကျေးမှု